ကဲမင်္ဂလာပါနော်ဒီနေ့မှာတော့ကျွန်တော်နေဆက်ပေးမှာကတော့နော်လာမယ့်2026ကမ္ဘာဖလားမှာဝင်ကမ်းမဲ့တူရကီအသင်းရဲ့လူစင်းပဲဖြစ်ပါတယ်နော်တူရကီကတစ်ချက်တစ်ခါတော့နော်သူလည်းနော်ကမ္ဘာဖလားမှာလုတ်ပြခဲ့တာရှိတယ်အခုဒီနေ့မှာလူစင်းမှာဘယ်လိုတွေရှိလဲပေါ့နော်ကဲဂိုးသမားရှိလိုက်ကျွန်တော်တို့ရဲ့ဒီ Manchester United ကအရန်ဂိုးသမားပေါ့နော်ဒါရင်ဒါပါလာတယ်နော်သူပဲအဓိကပွဲထွက်လာမယ်လို့ထင်ရတယ်ပေါ့နော်ကဲနောက်တန်းမှာဆိုတော့ဘယ်လိုတွေပါလဲဆိုကျွန်တော်တို့အရင်တုန်းကLeicester City ရဲ့နော်ကြောက်ဆောင်ခံနေမှုကြီးဆိုရောရှူပါလာတယ်နော်ဒါပေမဲ့အခုနောက်ပိုင်းသူကတော့အတက်အရွယ်ရတာများခြေစွမ်းနဲ့ကြာတယ်အခုတော့ဗမာဆိုတော့သူက Fenerbahce မှာကစားနေတယ်နော်သူပါလာမယ်ပြီးတဲ့အခါမှာကျွန်တော်တို့ကဒီ Premier League နဲ့မစိမ့်နေပေါ့နော် Brighton နဲ့ခံနေမှု KD ကိုဂလူးပါလာမယ်နောက်တစ်ယောက်နေတဲ့ Roma အသင်းမှာမနစ်ကခြေစွမ်းပြခဲ့တဲ့ Silic ပေါ့နော် Silic ပါလာမယ်ဒီတော့ကနောက်တန်းကိုဥဆောင်သွားမယ်လို့တော့ခံစားရတယ်အဓိကဒီတူရကီလူစင်းရတော့အဓိကတူရကီ base ပေါ့နော်Galatasaray နဲ့ Fenerbahce ရဲ့ကစားသမားတွေပဲအများစုတော့ပါဝင်လာတယ်။ကွင်းလယ်မှာတော့ကျွန်တော်တို့အဓိက main player key player နော်။တကယ် wine ကစားသမား blue ပါလဲဆို Inter Milan ရဲ့ကွင်းလယ်ကစားသမားကြီး Hakan Çalhanoğlu ပါလာ။သူ့ရဲ့အတွေ့အကြုံတွေနဲ့ဆိုပြီးတော့အဓိကအသင်းကိုဥဆောင်သွားမယ်လို့ယူဆရတယ်။ပြီးတော့သူနဲ့ double ဖို့အတွက်ဒီဒေါ်မိုရဲ့ကွင်းလယ် Oscar ပေါ့နော်။ဒေါ်မိုကွင်း Oscar ဒီနေ့ယောက်ကကွင်းလယ်အဓိကထိန်းချောင်းသွားမှာဖြစ်ပါတယ်။လူစင်းရလည်းမဆိုးဘူးနော်။မဆိုးဘူးနော်။မိုက်တယ်။ကဲအဲ့တော့ရှေ့တန်းမှာဘယ်သူပါလဲဆိုလို့ရှေ့တန်းမှာကျွန်တော်တို့ရဲ့ဒီ Real Madrid ရဲ့ superstar လေးနော် Arda Güler ကျွန်တော်အဓိကဒီနေ့ကမ္ဘာဖလားမှာစောင့်ကြည့်ရမယ်လူငယ်ထဲမှာအပါဝင်ဖြစ်တယ်နော် Arda Güler ခြေစွမ်းလည်းမနေ့က Real မှာအားလုံးတော့မြင်ပြီးသားဖြစ်မှာနော်ဟုတ်ပြီဒုတိယတစ်ယောက်အနေနဲ့ကျွန်တော် Juventus ရဲ့ star player တစ်ယောက်ဖြစ်တယ်နော် Kiyan Hidis ပါသူလည်းပြီးခဲ့ရတဲ့ Serie A မှာထိုက်တဲ့ခြေစွမ်းတွေပြခဲ့ပါတယ်နော်အဲ့ Premier League အတင်းတချို့ရဲ့စိတ်ဝင်စားမှုတော့ခံရပြီနောက်ကျတော့ဒီJuventus မှာပဲဆက်နေပြလိုက်တယ်နော်ဒီလည်း Gidis နော်ပါလာတယ်ပြီးရတဲ့ခါမှာတခြားဘာသူပါသေးလဲဆိုတော့တခြား Benfica တိုက်စစ်မှုတွေပါလာတယ်နော်ကဲဒီအစုဖွဲ့အဓိကတော့တူရကီလူစင်းကိုကြည့်လိုက်ရင်နော်အဓိကဒီအတင်းဥဆောင်ပါတော့ခုနပြောတဲ့ Çalhanoğlu ရယ်ပြီးသွားရင် Arda Güler နဲ့ဒီ Gidis ပေါ့နော်ဒီတော့ကအဓိကဥဆောင်မယ်လို့ခံမှန်းရတယ်ကဲကျွန်တော်တို့ကမ္ဘာဖလားမှာတူရကီဘယ်အဆင့်ကြီးရောက်နိုင်မလဲပေါ့နော်နည်းနည်းစောင့်ကြည့်ရတာဟုတ်လားနော်ဒီနေ့မှာတူရကီအားပေးတဲ့ပိတ်သက်တွေရှိလာတယ်နော်